စစ်တပ်အမည်စရင်းထဲမှာရှောင်းဟန်ဆိုတာမရှိဘူးနှစ်ပေါင်းများစွာသတင်းမရစာမလာဘူးဆိုတော့သိပြီပေါ့ကျမအဲ့ဒီစာအုပ်ကိုစိုက်ကြည့်ရင်ရင်ဘတ်ထဲမှာငြိမ်သက်သွားခဲ့တယ်ရှေးဘဝတုန်းကရှောင်းဟန်မြို့တော်ကိုပြန်ရောက်လာချိန်မှာဒီနာမည်ကိုမသုံးခဲ့ဘူးသူ့နာမည်ရင်းကရှောင်းဟန်ဆိုပေမဲ့စစ်တပ်ထဲဝင်တော့မရဲ့မျိုးရိုးနာမည်ဖြစ်တဲ့စူဟန်တို့ကိုသုံးခဲ့တာကျမကုန်းကောက်လိုက်ပြီးစစ်တပ်စာမျက်နှာစီလှန်ကြည့်လိုက်တယ်လက်ချောင်းလေးတွေကွက်လက်တစ်ခုပေါ်ရက်သွားခဲ့တယ်ခမဲတော်စစ်တာမှားနေပြီခမဲတော်မျက်လုံးကျုံလိုက်တယ်ကျမစာအုပ်ကိုပိတ်ပြီးစာပွဲပေါ်ပြန်တင်လိုက်တယ်စူဟန်ဆိုတဲ့နာမည်ကိုသွားစစ်ပါစာကြည့်လိုက်တဲ့ခဏမျှတိတ်ဆိတ်သွားခဲ့တယ်နင်ဘာလှဲ့ကွက်သုံးချင်နေတာလဲကျမသူ့ကိုမဖြေသလိုခမဲတော်ကိုပဲစိုက်ကြည့်လိုက်တယ်ခမဲတော်ကတန်တရားနဲ့ကြည့်နေပြီးနောက်ဆုံးတော့စစ်တာတော့စစ်ပေးမယ်ဒါပေမဲ့အခုတော့နင်ရှုအိမ်တော်စီခဏသွားနေဦးကျမလက်ချောင်းလေးတွေတင်းကျပ်သွားခဲ့တယ်ခမဲတော်ကလက်ဖက်ရည်ကွက်ကိုမထန်ထန်ကိုင်ရင်ရှုဟွာကျင်းကိုသွားဖြောင်းဖြနင်းမကြီးကိုကလေးနဲ့တွေ့ခွင့်ပေးဖို့ကျမခေါင်းငုံလိုက်တယ်စောင့်ရအောင်ပြီရှောင်းဟန်ပြန်လာသမျှကာလပတ်လုံးကျမမှာလမ်းစာရှိသေးတယ်အဲ့ဒီနေ့မွန်းလွဲပိုင်းမှာပဲကျမရှုအိမ်တော်တကားရှိမှသွားရက်ပြန်တယ်ဒီတစ်ချိန်တော့တကားဆောင်ကအကြောင်းမကြားတော့ပဲကျမကိုစာကြည့်ခန်းစီတိုက်ရိုက်ခေါ်သွားခဲ့တယ်ရှုဟွာကျင်းကစာပွဲနောက်မှာထိုင်ပြီးစည်ရင်းစစ်နေတဲ့ရှုမှုရန်ကဘေးနားမှာစာရေးလေးကျင့်နေတဲ့မင်းတွေလက်မှာပေးနေပြီးကျမဝင်လာတာကိုမြင်တော့မင်းစွန်းတွေစာရွက်ပေါ်ဆုံးထွေသွားခဲ့တယ်ကျမလှည့်ပတ်မပြောပဲမကြီးကမူရန်ကိုတွေးချင်နေတယ်ရှုဟွာကျင်းစည်ရင်းစာအုပ်လှန်နေတဲ့လက်ရက်သွားတယ်သူကျမကိုမောကြည့်ရင်သူနဲ့လင်မယားကွဲပြီးပြီပဲမူရန်ကသူ့ကိုတွေးချင်မတွေးချင်ပါလို့မစင်စားတာလေရှုမှုရန်ရဲ့လက်တွေတုံရင်သွားပြီးစာရွက်ပေါ်မင်းကွက်ကြီးဖြစ်သွားခဲ့တယ်ကျမကလေးကိုကြည့်လိုက်တယ်ဒါကရှုသခင်နဲ့မကြီးကြားကကိစ္စပါကလေးကိုတစားခံမလုပ်တင်ဘူးရှုဟွာကျင်းကရုတ်တရက်ရဲလိုက်တယ်သူစာအုပ်ကိုပိတ်လိုက်ပြီးကျမမျက်နှာကိုစိုက်ကြည့်ရင်နင်ကသူ့နဲ့သုံးပုံတစ်ပုံလောက်တူသားပဲကျမမျက်မှောင်ကျုပ်လိုက်တယ်သူလက်ရန်ကိုကင်ပြီးဖြည်းဖြည်းချင်းထက်ရက်လိုက်တယ်စူဆန်အိမ်ကငါ့ကိုဇနီးတစ်ယောက်အစားထိုးပေးခြင်းနဲ့ဆိုရင်ငါနင့်ကိုလက်ခံပေးလို့ရပါတယ်ရှုမှုရန်ကရုတ်တရက်ခေါင်းမောကြည့်လာပြီးမုန်းတီးတဲ့အကြည့်တွေနဲ့ကျမခက်အေးပဲကျမမှာစိတ်ဆက်ထားသူရှိတယ်ရှုသခင်ကိုမယူနိုင်ဘူးရှုဟွာကျင်းကရေစရာကြားလိုက်ရတယ်လို့စိတ်ဆက်ထားသူသာတကယ်ရှိရင်နင့်အကိုကနင့်ကိုငါရှိပို့ပါမလားဒီစကားကအတချောင်းလိုကျမရင်ဘတ်ကိုထိုးဆိုင်လိုက်တယ်လို့ပဲရှုမှုရန်ကစုတ်တံကိုပြစ်ချလိုက်ပြီးမျက်ရည်တွေစီးကျလာခဲ့တယ်ရှုဟွာကျင်းကကျမကိုကြည့်ရင်သူ့ကိုသွားချော့လိုက်ကျမမလှုပ်ပဲရက်နေခဲ့တယ်။ကျမကရှုအိမ်တော်ရဲ့အစီခံမဟုတ်ဘူး။သူ့မျက်နှာအေးဆက်သွားခဲ့တယ်။ဒါဆိုရင်နင့်မကြီးလည်းဒီဘဝမှာမူရန်ကိုဘယ်တော့မှပြန်တွေ့ရမှာမဟုတ်ဘူး။ရှုမှုရန်ကငိုတန်ဆွဲနဲ့ကျမကိုစိုက်ကြည့်လိုက်တယ်။ကျမလက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားမိတယ်။ဒီစကားစူဇန်အိမ်ပြန်ရောက်သွားရင်နောက်ဆုံးရိုက်ခံရမှာကကျမပဲဆိုတာသိနေလို့နောက်ဆုံးတော့ကျမရှုမှုရန်ရဲ့အခန်းထဲဝင်ခဲ့ရတာပါပဲအခန်းထဲမှာရှုပ်ပလုတ်ခတ်နေပြီးရှုမှုရန်ကကုတင်ချေတောက်မှာခွေခွေလေးထိုင်နေရင်ငိုနေခဲ့တယ်ရှေ့ဘဝတုန်းကဆိုရင်ကျမဒူးထောက်ပြီးတေချာချော့ပေးခဲ့မှာဒါပေမဲ့ဒီဘဝမှာတော့ကျမသူ့ကိုစိုက်ကြည့်ရင်နင့်မေကနင့်ကိုလိမ်မာတယ်လို့ပြောခဲ့ပေမဲ့ခုတော့နင်ကပစ္စည်းတွေရိုက်ခွဲလူတွေကိုရိုက်နှက်နေတဲ့ကလေးဆိုးတစ်ယောက်လိုပဲရှုမှုရန်ငိုတန်ရက်သွားခဲ့တယ်နင်ဒီလိုဆက်လုပ်နေရင်နင့်မေကနင့်ကိုပိုလို့တောင်တွေးချင်တော့မှာမဟုတ်ဘူးရှုမှုရန်ကြောင့်အိမ်သွားခဲ့တဲ့စာအုပ်လေးကျန်းပြင်ပေါ်လွတ်ကျသွားပြီးမျက်ရည်တွေဘားပေါ်မှာတီးနေခဲ့တယ်မေလာကြည့်ပါလားနင့်အဖေကိုသွားမေးကျမကိုလာမမေးနဲ့တကားအပြင်မှာရက်နေတဲ့ရှုဟွာကျင်းရဲ့မျက်နှာကပုတ်တိုးနေပေမဲ့အကြည့်တွေကတော့ပထမဆုံးအကြိမ်ပြောင်းလဲသွားခဲ့တယ်ကျမရှုမှုရန်ကိုထိနိုင်တာကိုသူသတိထားမိသွားတာပဲနင်သူ့ကိုအိပ်ယာဝင်အောင်ပုံမှန်လာချော့ပေးရင်ငါစုမင်ရွဲ့ကိုမူရန်နဲ့တွေ့ခွင့်ပေးမယ်ကျမလက်ကင်ပေါ်ဝါကိုစာပွဲပေါ်တင်လိုက်ပြီးရတယ်အဲ့ဒီနေ့ကစပြီးညနေတိုင်းကျမရှုအိမ်တော်စီသွားခဲ့ရတယ်ရှုမှုရန်ကစချင်းမှာခေါင်းတွေနဲ့ပြစ်ငိုဟောက်ခဲ့ပေမဲ့ကျမကတော့ဒဏ်ရာကိုပေါ်ဝါနဲ့ဖိထားရင်းခတ်အေးပဲနင်ဆက်ငိုနေရင်နင့်မေမနှက်ဖြန်မလာတော့ဘူးလို့ပဲပြောခဲ့တယ်သူချက်ချင်းနှုတ်ခမ်းကိုကိုက်ထားလိုက်တော့တာပဲရှေ့ဘဝတုန်းကလည်းကျမဒီလိုပဲသူ့ကိုဖြည်းဖြည်းချင်းရင်ပါအောင်လုပ်ခဲ့ဘူးတာဒါပေမဲ့ဒီဘဝမှာတော့ကျမတက်တက်မဲ့လုပ်ပေးနေတာမဟုတ်ဘူးမင်္ဂလာကိစ္စကိုကြားအောင်ဆွဲထားပြီးရှောင်းဟန်ပြန်လာတာကိုစောင့်နေတာပစ္စမမြောက်နေ့မှာရှုဟွာကျင်းကနောက်ဆုံးတော့ခေါင်းငိမ့်လိုက်တယ်မကြီးနောက်ဖေးတကားကနေရှုအိမ်တော်ထဲဝင်လာခဲ့ရတဲ့ကလေးကိုမြင်တာနဲ့ပွေ့ဖက်ပြီးငိုတော့တာပဲမူရန်မေကိုဘာလို့စွန့်ပစ်ရတာလဲရှုဟွာကျင်းကစကြံမှာရရင်တို့အိမ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားခဲ့တယ်
နောက်ပိုင်းမမကြီးပုံမခါခါတီးတီးလာလေးရှိလာတယ်။မူရန်အတွက်မုံတွေကစားစရာတွေယူလာပေးခဲ့တယ်။တခါတော့မူရန်ကမုံကိုယူပြီးရှုဟွာကျိတ်ရှိပြေးသွားခဲ့တယ်။ဖေဖေဒါမေမေလုပ်ပေးတာစားကြည့်ပါဦး။ရှုဟွာကျိတ်ကကြည့်လိုက်ပြီးမုံကိုလက်နဲ့ပုတ်ချလိုက်တဲ့မုံတွေကျန်းပြင်းပေါ်တင်းကနေကွဲရှသွားခဲ့တယ်။ရှုမှုရန်ကြောင့်အင်းသွားခဲ့တယ်။မမကြီးမျက်နှာဖြူလျှော့သွားခဲ့တယ်။စူနီရိတ်ဒီဘက်လာခဲ့ရှုဟွာကျိတ်ကကျမကိုခေါ်လိုက်တယ်။ကျမမလှုပ်ခဲ့ဘူး။သူကျမကိုအနားယူပြီးဒေါသထွက်ပြချင်နေတာကိုသိနေလို့ရှုဟွာကျိတ်ကကျမမလှုပ်တာကိုမြင်တော့မျက်နှာပိုအေးဆက်သွားခဲ့တယ်။သူတို့အိမ်ကိုထောက်ပြီးကျမရှိလာရက်လိုက်တယ်။သူရုတ်တရက်ကျမလက်ကောက်ဝတ်ကိုဆွဲယူလိုက်တာအားနည်းမှုကျမသူ့ဘေးနားစီရိုင်သွားခဲ့ရတယ်။မမကြီးကအပြင်မှာရက်နေရင်မျက်နှာကဖြူလျှော့လွန်းလို့ရှုဟွာကျိတ်ကမမကြီးကိုကြည့်ရင်လှောင်ရည်ရည်လိုက်တယ်။နင်းမမကြီးကငါ့ကိုမလိုချင်ဘူးဆိုတော့ငါနင့်ကိုယူလိုက်ရင်ရောဘာဖြစ်လဲ။လေထုကအေးခဲသွားသလိုပဲရှုမှုရန်ကကြောက်လို့မငိုရဲတော့ဘူးမမကြီးရဲ့မျက်ရည်တွေကဝက်ခနဲစီးကျလာပြီးလှဲ့ထွက်ပြေးသွားခဲ့တယ်။ကျမရှုဟွာကျင်းရဲ့လက်ကိုငုံကြည့်လိုက်တယ်ရှေ့ဘဝတုန်းကလည်းသူဒီလိုပဲလုပ်ခဲ့တာ။မူရန်တောင်းကျမ်းရင်ကျမကိုအပြစ်ပေးတယ်စူဇန်အိမ်ကဖိအားပေးရင်ကျမကိုအဆက်ခွဲခဲ့တယ်အားလုံးရဲ့ဒေါသတွေကနောက်ဆုံးတော့ကျမစီပဲရောက်လာခဲ့တာကျမသုံးနှလုံးလုံးတီးခံခဲ့ရတယ်။ဒီဘဝမှာတော့ကျမမသေးခံချင်တော့ဘူး။ကျမသူ့ပါးကိုဖြန်းကနေရိုက်ချလိုက်တယ်။ရှုဟွာကျိတ်ခေါင်းပေးဆောင်းသွားပြီးမယုံနိုင်တဲ့အကြည့်တွေနဲ့စူနီရိတ်နင်ငါ့ကိုရိုက်ရဲတယ်ပေါ့။ကျမသူ့ကိုထပ်မရိုက်တော့ပဲဘေးနားကဆေးစင်ပေါ်ကဆေးပလင်းတွေကိုရိုက်မှောက်ချလိုက်တယ်ဆေးပလင်းတွေကွဲရှသွားပြီးဆေးမုံတွေအိမ်ကျန်းပြင်ပေါ်ပြန်ကျဲသွားခဲ့တယ်အစီကန်တွေအော်ဟစ်ဆဲဆိုကြကုန်ပြီ။နင်နဲ့မမကြီးကိုမထိန်နိုင်လို့ငါ့ကိုလာတော့တော့ပုံဝန်းနေတာလားရှုဟွာကျိတ်နင်ငါ့ကိုဘာများမှတ်နေလဲ။သူ့ရင်ဘက်တွေနှိမ့်ချီမြင့်ချီဖြစ်သွားခဲ့တယ်။စူနီရိတ်နင်မိုက်ကန်ကန်မလုံးနဲ့ငါနင့်ကိုယူမယ်လို့ပြောတာနင့်ကိုမြှောက်စားပေးတာ။ကျမရဲရဲမောမောနဲ့ဆေးပလင်းတစ်လုံးကိုထပ်နှင်းချေလိုက်တယ်။မြှောက်စားတာဟုတ်လား။စူဇန်အိမ်ကမလိုချင်လို့လင်မယားကွဲခံထားရတဲ့ယောက်ျားတစ်ယောက်ကများငါ့ကိုမြှောက်စားရဲသေးတယ်ပေါ့။ရှုဟွာကျိတ်မျက်နှာချက်ချင်းမဲမောင်သွားခဲ့တယ်။ကျမသူ့လက်ကိုပုတ်ခါထုတ်ပြီးရှုအိမ်တော်ကနေထွက်လာခဲ့တယ်။ဒုတိယနေ့မှာစူဇန်အိမ်ပြန်ရောက်တော့မမကြီးကကျမကိုမြင်တာနဲ့ငိုယိုတော့တာပဲ။နင်သူ့ကိုဘာလို့ရိုက်ရတာလဲ။ရှုဟွာကျိတ်ကခြေထောက်လည်းမတန်ဘူးမာနလည်းကြီးတာကိုနင်လူတွေအများကြီးရှေ့မှာရိုက်လိုက်တော့သူနောက်ဘလို့လူတော့တိုးတော့မှလဲ။သူကမမကြီးရှေ့မှာကျမကိုမထိုးဆုပ်အောင်လုပ်နေတာကိုမမကြီးကဘာလို့ကျမကိုဘလို့လူတော့တိုးမလဲလို့မမေးတာလဲ။မမကြီးမျက်နှာဖြူလျှော့သွားတယ်။အကိုကြီးကစာပွဲကိုဒေါသတကြီးရိုက်လိုက်ပြီးမိုင်ရိုင်းလာကြည်လား။မနေ့ကရှုအိမ်တော်မှာတောင်းကျမ်းခဲ့တာတင်မကဘူးအခုထိစကားပြန်ပြောရဲသေးတယ်။ကျမသူ့ကိုမောကြည့်လိုက်တယ်။ပိုပြီးမိုင်ရိုင်းတာတွေတောင်ကျမလုပ်ပြနိုင်သေးတယ်။အကိုကြီးကြည့်ကျင်လို့လား။အဲ့ဒီအချိန်မှာပဲအပြင်ကအစေခံတယောက်ပြတရားပြေးဝင်လာတယ်။သခင်ကြီးသခင်လေးမကောင်းတော့ဘူးအပြင်မှာလူတွေသတင်းလွှင့်နေကြပြီ။စူဇန်အိမ်ကချမ်းသာတာကိုမက်ပြီးသမီးကြီးကိုလင်မယားကွဲခိုင်းတယ်ခုကြတော့တတိယသမီးတော်ကိုရှုအိမ်တော်စီအတင်းကျပ်တွန်းပို့နေကြတယ်တဲ့အကိုကြီးမျက်နှာပြတ်သွားတယ်အစေခံကဆက်ပြောပြတယ်ပြီးတော့သခင်လေးကိုယ်တိုင်တတိယသမီးတော်ကမယားငယ်ကမွေးလို့အသက်နည်းနည်းနှိမ့်တယ်လို့ပြောခဲ့တာတွေကိုပါသတင်းလွှင့်နေကြတာအကိုကြီးမျက်နှာဖြူလျှော့သွားတယ်ဘသူလွှင့်တာလဲကျမဘာမှမပြောခဲ့ပါဘူးသူထွက်ပြီးကျမကိုရိုက်ဖို့လှုပ်လိုက်ချိန်မှာကျမစိုက်ကြည့်နေခဲ့တယ်ဒီတပားရိုက်လိုက်ရင်မနှက်ဖြန်စူဇန်အိမ်ရဲ့သခင်လေးကမယားငယ်ကမွေးတဲ့ညီမကိုရိုက်နှက်တယ်ဆိုတဲ့သတင်းထပ်ထွက်လာလိမ့်မယ်အကိုကြီးစမ်းကြည့်ချင်လားမမကြီးကကြောက်လန့်သွားပြီးခမဲတော်ရဲ့အင်ဂျီစာကိုဆွဲလိုက်တယ်ခမဲတော်အန်ကောကောင်အိမ်တော်ကဒီသတင်းတွေကြားရင်ဘာဖြစ်သွားမလဲသူကြောက်နေတာကျမမဟုတ်ဘူးအန်ကောကောင်အိမ်တော်ကသူ့နဲ့ရှုဟွာကျိန်းပတ်သက်နေတာကိုသိသွားမှာကိုကြောက်နေတာကျမခက်အေးပဲမမကြီးကလေးကိုသွားတွေ့ချင်တာမဟုတ်ဘူးလားကျမကမမကြီးကိုကူညီပေးနေတာလေ3 ရက်ဆက်တိုက်မမကြီးရှုအိမ်တော်စီသွားခဲ့တယ်ပထမနေ့မှာမိုးချုပ်တဲ့အထိစောင့်ပေမဲ့ရှုဟွာကျိန်းမတွေးခဲ့ဘူးဒုတိယနေ့မှာမူရမ်းကြိုက်တဲ့မုံတွေယူသွားပေမဲ့တကားတော်မဖွင့်ပေးခဲ့ဘူးတတိယနေ့မှာမိုးရွာနေတာကိုထီဆောင်ပြီးစောင့်ခဲ့လို့အိမ်ပြန်ရောက်တော့အင်ဂျီတွေရွှဲဆိုပြီးမျက်လုံးတွေနီးရဲနေခဲ့တယ်ခမဲတော်ကမထိုင်နိုင်တော့ပဲညနေပိုင်းမှာကျမကိုဘိုးဘေးဖះเจ้าစီခေါ်သွားခဲ့တယ်ဖះเจ้าထဲမှာကျမမေတော်ရဲ့စာတိုင်လေးရှိတယ်တေးပြီးမှစူဇန်အိမ်ဖះเจ้าထဲဝင်ခွင့်ရတာရှေ့ဘဝတုန်းကကျမ3 ရက်တိုင်ဒူးထောက်တောင်းပန်ခဲ့ရလို့ရခဲ့တာခမဲတော်ကအတန်မာမာနဲ့နင်မမကြီးကိုမကူညီရင်မြင့်မေတော်ရဲ့စာတိုင်ကိုစူဇန်အိမ်ဖះเจ้าထဲကနေထုတ်ပစ်မယ်
ရှေ့ဘဝတုန်းကဆိုရင်ကျမဒီစကားကိုအကြောက်ဆုံးပဲခမဲတော်ကမေတော်အကြောင်းပြောတာနဲ့ကျမဒူးထောင်ကိုယူပြီးအားလုံးကိုတီးခံခဲ့ရတာဒါပေမဲ့ဒီဘဝမှာတော့ကျမရေမိသွားတယ်ဘာလို့ရေတာလဲခမဲတော်တေလွန်သူတွေနဲ့မိန်းမတွေကိုချင်းချောက်တာအတုံးမကျတဲ့ယောက်ျားတွေပဲလုပ်တာလေဖះเจ้าထဲမှာတိတ်ဆိတ်သွားခဲ့တဲ့ခမဲတော်ဒေါသတကြီးစာပွဲကိုရိုက်လိုက်တယ်နင်ရှုအိမ်တော်စီသွားမှာလားမသွားဘူးလားကျမမေတော်ရဲ့စာအတိုင်းကိုကြည့်ပြီးသွားမယ်ဒါပေမဲ့ဒီတစ်ချိန်တော့ကျမရိုးရိုးသွားမှာမဟုတ်ဘူးဖះเจ้าထဲကထွက်လာပြီးကျမရှုအိမ်တော်စီမသွားဘဲမြို့အနောက်ဘက်ကခေါင်းတလားဆိုင်စီသွားခဲ့တယ်မြမလေးဘာဝယ်ခြင်းလို့လဲကျမနေရန်မှာချိတ်ထားတဲ့နာရေးဝတ်စုံကိုညွှန်ပြလိုက်တယ်နာရေးဝတ်စုံတစ်စုံနဲ့အဲ့ဒီထောင်ကနာရေးမောင်းကြီးပါငှားပေးပါနာရီဝက်အကြာမှာမြို့တော်လမ်းမပေါ်မှာနာရေးဝတ်စုံဝတ်ဆင်ထားတဲ့စုတတိယသခင်မတစ်ယောက်ပေါ်ထွက်လာခဲ့တယ်။ကျမမောင်းကိုကင်ပြီးရှုအိမ်တော်တကားရှိအထိဒီခက်ရင်ထွက်လာခဲ့တယ်။ရှုအိမ်တော်ကတန်ရောစင်မပြတ်ဘူးစူဇန်အိမ်ကအစေခံကိုစွန့်ပစ်တယ်။ဒီနေ့စုနီးကအားလုံးရဲ့မျက်နှာဖုံးကိုလာခွာပေးတာပါ။လမ်းပေါ်ကလူတွေဝိုင်းအောင်ကြည့်ကြကုန်ပြီးရှုအိမ်တော်တကားပွင့်လာပြီးရှုဟွာချိန်ရိုးအိမ်ထောက်ပြီးထွက်လာခဲ့တယ်။စုနီးရိနေယူနေတာလား။ဟုတ်တယ်။ကျမယူနေတာနင်တို့ပဲကျမကိုယူအောင်လုပ်ခဲ့ကြတာမဟုတ်ဘူးလားနင်ဘာလုပ်ချင်တာလဲငူရန်ကိုထွက်လာခိုင်းသူ့မေမေနဲ့တွေ့ခိုင်းနင်မဖြစ်နိုင်တာတွေကိုမလုပ်နဲ့ကျမမောင်းကိုထပ်တီးလိုက်ပြန်တယ်ရှုဟွာကြိတ်နင်ကလေးကိုထွက်မလာခိုင်းရင်ဒီနေ့နေ့တကားရှိမှတင်အော်ဟိတ်ငိုယိုပြမယ်မြို့တော်တစ်ခုလုံးနင်တို့ရဲ့အရှက်မရှိတဲ့ကိစ္စတွေကိုတည်သွားစေရမယ်ရှုဟွာကြိတ်လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားရင်နောက်ဆုံးတော့ငူရန်ကိုခေါ်ထုတ်ခဲ့မကြမီမူရမ်းထွက်လာခဲ့တယ်မမကြီးလည်းယထာလုံးပေါ်ကနေပြေးဆင်းလာပြီးကလေးကိုဖတ်ငိုတော့တာပဲကျမသူတို့သားမိဖတ်ငိုနေတာကိုကြည့်ရင်မောင်းကိုနောက်ဆုံးတစ်ချိန်တီးလိုက်တယ်မျက်နှာဖုံးတွေသေးပြီးအသက်ရှင်သူတွေသဘောတိုင်းလောက်ကြတော့